လုံးမင်္ဂလာခင်ဗျလာမယ့်တောက်ကြနေညမှာကျင်းပဖို့ရှိနေတဲ့ One Friday 5101ပြိုင်ပွဲကြီးကိုထိုးအတွက်အမီနဲ့သွင်းလင်းထက်တို့ထိုင်းနိုင်ငံကိုထွက်ခွာသွားခဲ့ကြပါပြီအဲ့တော့ကျွန်တော်တို့ရဲ့ fighter နှစ်ယောက်လာမယ့်တောက်ကြနေမှာရလက်ကောင်းတွေရအောင်နိုင်မှုကြိုတင်ပြီးတော့ဆူတောင်းပေးပါတယ်ဘာကြောင့်လဲဆိုတော့အခုတလုံးမှာမြန်မာ fighter တွေရလက်ဆိုတာတွေကတော်တော်များနေတယ်ဗျအနည်းဆုံးဆိုရင်လည်းတပ်ပံအောင်နဲ့ဆိုလူကရှုံးပွဲကြုံထားတယ်အနှိမ့်ကိုဆင်းထိုးတဲ့ FedEx Fight ပြိုင်ပွဲမှာဆင်းထိုးတဲ့စောဆန်များဆိုရင်လည်းရှုံးပွဲကြုံထားရရှိတော့ဒီလိုပွဲကြီးတွေမှာမြန်မာ fighter တွေရလက်ပြန်ကောင်းတင်ပြီးတော့ယူဆမိပါတယ်အမွေနဲ့တွင်းလင်းထက်တို့ကိုဝမ်းကပွဲတည်ပေးထားပုံကိုကြည့်ရင်ဒီနှစ်ယောက်အတွက်နည်းလောက်အားဆိုင်လိုက်တာနဲ့ရလက်ကောင်းမှုရခိုင်တော့များပါတယ်ဗျဘာကြောင့်လဲဆိုတော့တွင်းလင်းထက်နဲ့ထိုးရမယ် Rocky ကလည်းရှေ့မှာဝမ်းပွဲစဉ်တစ်ပွဲပဲထိုးရသေးတယ်သူကအဲ့ပွဲစဉ်မှာအလဲထိုးနဲ့နိုင်ထားပေမဲ့တွင်းလင်းထက်ကပွဲအတွေ့အကြုံမာကုံအဲ့ဘက်မှာသူ့ထက်ပိုပြီးအားကောင်းတယ်တွင်းတက်ကရှေ့ရပွဲစဉ်၃ပွဲကိုကြည့်လိုက်မယ်ဆိုရင်ပြိုင်ဘက်အားလုံးကိုမမထန်ထန်နဲ့တုံ့ပြန်နိုင်ခဲ့တာကြီးပဲရှုံးခဲ့ရတဲ့ပွဲမှာတော့ဘရာဇီးကိုသူကသူတင်ကိုတင်ထိုးသွားခဲ့တာဖြစ်တယ်ဗျဒီပွဲမှာလည်းတွင်းတက်အနေနဲ့စနစ်တကျဂိမ်းပလန်ကောင်းကောင်းနဲ့ချင်းကပ်နိုင်မနိုင်စရာအကြောင်းမရှိဘူးလို့တော့ကျွန်တော်ထင်ပါတယ်တွင်းတက်ကတော့ပို့ပြီးတော့နိုင်ဖို့ရာခိုင်နှုန်းများတယ်လို့ကျွန်တော်ယူဆမိတယ်ဗျအဲမူရဲ့ပွဲမှာတော့အဲမူကိုနည်းနည်းစိတ်မချဘူးအဟာဘက်ဂေါ်တော်ကလူငယ်လက်သီးချက်တွေမြန်တယ်ထိုးပုံထိုးပေါက်ကောင်းတယ်ဒီ time fight ပြိုင်ပွဲတွေမှာသူထိုးထားတာတွေကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်သူက9ပွဲထိုးခဲ့တယ်အဲ့9ပွဲလုံးကိုနိုင်ထားတယ်နိုင်ခဲ့တဲ့9ပွဲမှာသူဒီ9ပွဲကိုအလဲထိုးခဲ့တယ်ပြီးတော့ K1 မှာလည်းချန်ပီယံဖြစ်ထားတဲ့ fighter ဖြစ်တယ်ဗျဒီတော့ MU ကသတိကြီးထားဖို့လိုတယ် MU ကအခုထိ time fighter နဲ့မတွေ့သေးဘူးသူဟာအဲ့လိုပြင်ပနိုင်ငံက fighter တွေနဲ့ပဲစက်တိုက်တွေ့နေတယ်ဂျပန်က2ယောက်တွေ့ပြီးတော့ဂျာမာဆွစ်ဇာလန်ဂမ်ဘီယာနော်ဘွာဟိုမှာကင်တက်စ်နဲ့တွေ့ခဲ့တယ်ဒီလိုတွေဖြစ်ခဲ့တော့အခုပွဲမှာဆိုရင်သူက Israel fighter နဲ့ထိုးရမယ်အာဘက်ဂေါ်တွန်ကကစားပုံကောင်းတယ်ငယ်တယ်တွတ်တယ်အဲမူရအဲ့ဒါကိုသတိထားမယ်ဘာကြောင့်လဲဆိုတော့အဲမူရဖွင့်ပြီးထိုးတယ်ဗျပြီးတော့နိုင်ကျင်စိတ်များတယ်လောကြီးတယ်အဲ့တော့အဲမူအနေနဲ့သတိကြီးထားပြီးပွဲကိုစနစ်တကျချင်းကပ်နိုင်မှာပဲနိုင်ပွဲရဖို့ရာခိုင်နှုန်းများပါလိမ့်မယ်ဒါပေမဲ့အဲမူကိုလည်းနိုင်မှုမျှော်လင့်ထားပါတယ်ဒီပွဲသာကျွန်တော်တို့မှာ fighter နှစ်ယောက်လုံးနိုင်လိုက်ရင်အမွေလည်းနှစ်ပွဲဆက်တိုင်နိုင်တာဖြစ်သွားမယ်။တွင်းထက်လည်းနှစ်ပွဲဆက်နိုင်တာဖြစ်သွားမယ်။ဝမ်းအနေနဲ့တွက်လိုက်မယ်ဆိုရင်သူတို့ဒီ၄ပွဲစီထိုးပြီးရှုံးပွဲတစ်ပွဲပဲရှိပြီးတော့၃ပွဲနိုင်တဲ့အနေအထားတွေဖြစ်လာကြရင်ဗျ။အဲ့တော့ဝမ်းရဲ့အမေရိကန်ဒေါ်လာ3000စာအုပ်ကြီးကိုမျှော်လင့်တာတော့မဟုတ်ဘူး။ဒါပေမဲ့ဝမ်းကအခုနောက်မှာအဲ့လိုအစွမ်းပြတဲ့ fighter တွေနိုင်ပွဲရအောင်လုပ်ပြနေတဲ့ fighter တွေကိုပို့ပြီးအခွင့်အရေးပေးတာကျွန်တော်မြင်တွေ့နေရတယ်။အဲ့လို fighter တွေဟာအမြင့်ဆုံးဖြစ်တစ်လကျော်နှစ်လကျော်အဲ့လောက်တွင်းမှာပွဲပြန်ရတာရှိလာတဲ့တကယ်လို့ One Friday 5101မှာသာနိုင်ပွဲတွေရအောင်လာနိုင်ရင်သွေးလင်းထက်ရောအဲမူရောနောက်ထပ်ပွဲတွေဆက်တိုက်ရဖို့အခွင့်အလမ်းကောင်းသွားနိုင်တယ်ဗျအခုတော့အဲမူရောသွေးလင်းထက်ရောဟာပွဲထိုးဖို့အတွက်ဘန်ကောက်စီကိုထွက်ခွာလာခဲ့ကြပြီဖြစ်ပါတယ်ကားနဲ့လာနေကြတာပါအဲ့တော့ရှေ့လာမဲ့တောက်ကြနေ့မတ်လ21ရက်နေ့မှာကျင်းပမဲ့ One Friday 5101ပြိုင်ပွဲမှာသွေးလင်းထက်ရောအဲမူရောရလက်ကောင်းတွေရယူပြီးတော့ပြည်သက်ကိုပျော်ရွှင်မှုတွေပေးစွမ်းနိုင်ပါစေလို့ဒီနေရာကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ